ဂါတွေနေ့လို့သတ်မှတ်ထားတာဖြစ်ပါတယ်လို့ဒီစီတင်းတော်များအားလုံးအတွက်ဓမ္မပညာဌာနကနေဒီမှာအနာကြီးယောဂနဲ့ပတ်သက်တဲ့ဒေသနာတော်ကိုချန်ထားတာဖြစ်ပါတယ်လို့ဒီနေ့ရဲ့ဒေသနာတော်ကိုရေးသားတာကတော့ကျွန်တော်တို့ IKBC ကိုဆရာမောဆောင်ဖြစ်ပါတယ်လို့ instant ရန်ဖြစ်စားတဲ့ဖြစ်မှာဒီနေ့ဒေသနာကလည်း instant ဒေသနာတော်ဖြစ်ပါတယ်လို့ဒီလိုစာပြောလိုပါတယ်ဒီနေ့ကအနာကြီးယောဂတွေနဲ့ဖြစ်ပါတယ်လို့ဒီနေ့ဒေသနာတော်နဲ့သက်ဆိုင်တဲ့အခြေခံချက်လေးကိုဖတ်ပြပါတယ်။ပြသူပြောတော့ဆန္ဒနဲ့တိမှလေး။အိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလော။ငါ၏အထဲမှာရှိသမျှတို့တန်ရှင်သောနာမတော်ကိုကောင်းချီးပေးကြလော။အိုးငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလော။ကျေးဇူးတော်အပေါင်းကိုမမေ့ဘူးလို့နေ။တင်ဤအပြစ်လုံးစုံတို့ကိုဖြည့်လွှတ်၍တင်ဤအနာယောဂါရှိသမျှတို့ကိုလည်းကြောက်စေတော်မူ၏။တင်ဤအသက်ကိုဖြည့်ဆည်းခြင်းတွေကရွေ၍ကျေးဇူးတော်ဂရုဏာတော်များနှင့်တင်ဤကောင်းကိုရစ်ပတ်စေတော်မူ၏အဲ့တော့ကျမတို့အနာကြီးယောဂါကိုနှစ်စဉ်နှစ်တိုင်းအနာကြီးယောဂါတွေကျင်းပခဲ့တာဖြစ်ပြီးကြာပြီဆိုတော့အနာကြီးယောဂါအကြောင်းကျမအများကြီးတော့သိမပြောတော့ဘူးဒါပေမဲ့ဒီမနေ့ Sunday School မှာကျမကလေးတွေကိုအနာကြီးယောဂါတွေနေပေါ့ Leprosy Sunday လို့ပြောတော့သူတို့ဒီအနာကြီးယောဂါပါလဲမသိတော့ဘာလို့လဲဆိုတော့ကျမတို့နားမှာအနာကြီးဖြစ်တဲ့လူလည်းဘယ်သူမှမရှိတော့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်လို့ဟိုတုန်းကတော့အနာကြီးယောဂါဟာအရန်ကြောက်စရာကောင်းတဲ့လူရမဝင်တဲ့ယောဂါဖြစ်ခဲ့တယ်ဘာလို့လဲဆိုတော့ဘယ်လိုကုရမလဲဆိုတော့လည်းမသိဘူးကုဖို့ဆေးလည်းမရှိလို့ဖြစ်ပါတယ်လို့ဒါပေမဲ့2013 WHO ရဲ့မှတ်တမ်းရကမ္ဘာပေါ်မှာလူနာယောဂါဆွဲတဲ့လူတွေရှိသေးတယ်အိန္ဒိယမှာရှိတယ်ဘရာဇီးမှာရှိတယ်အင်ဒိုနီးရှားနိုင်ငံမှာရှိသေးတယ်ဆိုတာတွေ့ရပါတယ်လို့ဒါမဲ့ခုခေတ်ကတော့အနာကြီးယောဂါတွေတဲ့ဒီမှာဆိုးတဲ့ယောဂါတွေလည်းအများကြီးရှိနေပေါ့ဒါမဲ့အနာကြီးယောဂါတွေကအခုဒီနေ့ဆေးလည်းရှိပြီးထိန်းလည်းထိန်းချုပ်နိုင်ပြီဖြစ်ပါတယ်အနာကြီးယောဂါဆိုတာဘက်တီးရီးယားကြောင့်ဖြစ်တယ်လို့ပြောပါတယ်လူရဲ့အရေပြားမှာအဖြူကွက်ကလေးပေါ်လာတယ်အဲ့ဒီအကွက်ကလေးကနေမှတော့အရေပြားကနေမှအသားပြီးတော့နောက်ပြီးတော့အယိုးတွေထိရောက်သွားတယ်အဲ့တော့ဘက်တီးရီးယားကအာယုံကြောတွေကိုစားလိုက်တဲ့အတွက်ကြောင့်လူကနာကျင်မှုမခံစားရဘူးလက်ချောင်းချွေချောင်းလက်ချောင်းတွေခြေချောင်းတွေကျွေကြသွားရင်လည်းဘာမှမသိဘူးเนาะမျက်ခုံးမွေးတွေနှာခေါင်းတွေပျောက်သွားရင်လည်းမသိရဘူးလို့နောက်ဆုံးစားစရာပုံသွားတဲ့အချိန်မှာဘက်တီးရီးယားကခန္ဓာကိုယ်ထဲကတူစားတွေစားတဲ့အချိန်မှာလူနာကဘာမှနာကျင်မှုမခံစားရဘဲနဲ့တည်သွားပါလေလို့ကျမပုံလေးတချို့တင်ကြည့်အောင်ဒါကအရေးပြားမှာဖြစ်တာဖြစ်ပါတယ်လို့ဒီလိုအဖြူအကွက်ကလေးကနေစဖြစ်တယ်အဲ့ဒီအကွက်ကလေးကိုကျောင်းမှာကျမတို့ငယ်တုန်းကလို့ပေါ့နော်အဲ့နဲ့ထိုးကြည့်တယ်မနာဘူးဆိုရင်တော့အနူနာမဟုတ်ဘူးနာတယ်ဆိုရင်နူနာမဟုတ်မနာဘူးဘလောက်ပါလို့ခံစားချက်မရှိတော့ဘူးဆိုရင်တော့အဲ့ဒါနူနာဖြစ်ပါတယ်လို့အဲ့ဒါကအစဖြစ်ပါတယ်အဲ့ဒါကကျတော့လက်ချောင်းတွေမရှိတော့ပါဘူးလို့ဒါဟာသူ့ရဲ့အယိုးတွေထိစားလိုက်တယ်ဒါကိုကြည့်ရင်တော့အယမ်းနာကျင်မလို့ဖြစ်ပေမဲ့သူကဘာမှမနာကျင်ရဘူးသူဘာမှမခံစားရပါဘူးဒါကြတော့သူကဒါကတော့ဟိုရှိခေတုံးကရဲ့ပုံစံကိုနည်းနည်းသတိရဖို့အတွက်ကျွန်မဒီပုံလေးကိုရွေးထားတာဖြစ်ပါတယ်လို့ကျဆာမှာလည်းပါပါတယ်ဒါကကြတော့ဒီတော်ဆိုးရနေပြီလက်တွေမှာလည်းမရှိတော့ဘူးနှာခေါင်းလည်းမရှိတော့ဘူးဆိုတာကိုသိရပါတယ်အဲ့ဒါလည်းလက်ပဲဖြစ်ပါတယ်လို့လက်ချောင်းလေးတွေကိုကြွေချသွားတာဖြစ်ပါတယ်ဒါကအခုကျွန်မတို့မမြင်ဘူးတာလည်းမမြင်လည်းမမြင်ဘူးပေါ့နော်ပုံဝင်ချင်ပါအဲကြောင့်လို့ကျွန်မဒီပုံလေးကိုပြခြင်းပဲဖြစ်ပါတယ်လို့အခုကတော့ဆေးရှိတယ်အချိန်ကြီးစားရင်တော့ဒီဘက်တီးရီးယားကတည်သွားတယ်ခန္ဓာကိုယ်ထဲမှာဒါပေမဲ့ခုနပုံနဲ့လိုပဲလက်ချောင်းလေးတွေကလည်းပြန်မရှိထွက်လာတော့ဘူးလို့အဲ့ဒါကတော့ဒီအနာကြီးယောဂတွေရဲ့အကြောင်းဖြစ်တယ်အဲ့တော့ဒီနေ့အနာကြီးယောဂနဲ့သက်ဆိုင်နေတာကအပြင်လောကကအကြောင်းဖြစ်တယ်ဒါပေမဲ့ကျမတို့ကျမ်းစာမှာပြန်ကြည့်ရင်လူနာဆိုပြီးမှစကလုံးပေါင်းအကျိန်ပေါင်း40ကျော်ကျမ်းစာမှာပါတယ်တဲ့အဲ့ဒါကိုကြည့်ရင်ကျမတို့တမန်ကျမ်းစာခေတ်မှာလည်းလူနာယောဂကအရာကြောက်စရာကောင်းတဲ့ယောဂတစ်ခုဖြစ်ခဲ့တယ်လို့တွေ့တယ်ကျမတို့ဝတ်ပြုရာကြံဖတ်တဲ့ချိန်မှာအခန်းကြီး73နဲ့14မှာဒီအနုယောဂအကြောင်းလေးအများကြီးပါတယ်ကျမတို့တေချာကြည့်တဲ့ချိန်မှာဒီအနုတွေကလမ်းလျှောက်ပြီးတာတွားနေပြီမဲ့လူသေးလို့ဖြစ်နေတယ်ပေါ့နော်ကြည့်မယ်ဆိုရင်မသေးခင်ကတည်းကအရာရုပ်ပြက်စင်းဖြစ်သွားတဲ့ယောဂတစ်ခုလို့ပြောလို့ရတယ်ဝတ်ပြုရာကြမှာကျမတို့ဖတ်ကျင်တွေ့တယ်အနစိမ်းကနေဖြစ်တာမီးလောင်တာကနေဖြစ်တာလက်ချီပွားခေါင်းအကုန်ဒီမှာပြန်ပါတယ်ပေါ့နော်အဲ့တော့နူနာဖြစ်နေတဲ့သူကမီးလောင်ခံရတာပဲဖြစ်ဘာပဲဖြစ်သူ့ခန္ဓာကိုယ်ထဲမှာဘာနာကျင်မှုအယိုးကျိုးတာပဲခုနပြောသူလက်ချောင်းတွေကိုပို့ပြီးမှကြွေကျသွားတာတွေပဲဖြစ်
အရန်ဆိုးနေတယ်သူကိုယ်တိုင်ဘာမှမခံစားရပဲနဲ့သူကိုယ်တိုင်ဘာမှမသိရပဲနဲ့ဖြက်စီးခြင်းဝါမျိုးချင်းကိုခံရပြီးမှဆိုးရွားစွာနဲ့တည်ဆုံးရတဲ့ယောဂတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီကဘာဦးကြာမှပြန်ကြည့်မယ်ဆိုရင်ဒီတေရလူမျိုးတွေအေဂုတ်တုပြည်ကနေထွက်လာတယ်လူတွေတော့အများကြီးမှာတခြားယောဂဘာမှမရှိတော့ဘူးလားဒီအနုယောဂတစ်ခုပဲလားဆိုလည်းမဟုတ်ဘူးတခြားယောဂတွေလည်းအများကြီးရှိအောင်ပါပဲလူတွေတော့များတာမရှိစရာအကြောင်းဖြစ်ဘူးနာစီချောင်းဆိုးတာဖျားတက်တာဘိုက်နာတာဝမ်းပြက်ဝမ်းချိုးဖြစ်တာအကုန်ရှိမှာပဲဒါမဲ့ပြန်စဉ်းစားကြည့်ပါဘိုက်နာတယ်ဆိုရင်နာကျင်ခြင်းကျမတို့သိတယ်ဖျားပြီလားဆိုရင်အပူချိန်ကျမတို့သိတယ်ချောင်းဆိုးပြီလားဆိုရင်ချောင်းဆိုးလာတယ်နားလာတယ်ကျမတို့ခန္ဓာကိုယ်ကသိတာဖြစ်ပါလေလို့ဒါပေမဲ့အဲ့ဒီဘေးအရာတွေကမှရစ်ပြောပြီးစမှာလာစရာမလိုဘူးကိုယ့်ကိုစီးတောက်ပြီးပြောက်ရင်ပြောက်မပြောက်ရင်လည်းသိရင်သိဘာဘယ်တော့မှလာစရာမလိုဘူးဒါပေမဲ့ဒီအနာယောဂအနာကြီးယောဂတစ်ခုတည်းတာရင်ရစ်ပြောဟိတ်စီကိုလာရတဲ့ယောဂဖြစ်တယ်ရစ်ပြောဟိတ်စီကိုလာပြရတယ်နူနာဖြစ်မဖြစ်ရစ်ပြောဟိတ်ကခုနလိုပဲကြည့်တယ်သူ့အနာကိုဒါဟာရိုးရိုးမီးလောင်တာလားရိုးရိုးအနက်စိမ့်လားနူနာလားကြည့်ပြီးမှအနူဆိုတာသိချရင်ခေါင်းကိုမဖုံးရဘူးတဲ့ဟိုအစားလဲအစုပ်ပဲဝတ်ရတယ်ပါးစပ်ကလည်းပေါ်ရတယ်မတန့်ရှင်းသူပါမတန့်ရှင်းသူပါပေါ်ရတယ်တဲ့ပြီးတော့သူကသူ့ရဲ့ကတ်ထဲမှာမနေရတော့ဘူးတက်အပြင်မှာတော့နေရတယ်ပြီးတော့ပျောက်ပြီးဆိုရင်လည်းရစ်ပြောဟိတ်စီပဲပြန်လာရတယ်ကိုကဟေးငါတော့ပျောက်သွားပြီဆိုတော့အိမ်ပြန်နေလို့မရဘူးရစ်ပြောဟိတ်ကတေချာပြန်ကြည့်တယ်တကယ်ပျောက်လားမပျောက်လားသူစစ်ဆေးတယ်အော်သူရဲ့လူနာကတကယ်ပျောက်သွားပြီဆိုရင်ဘာလုပ်လဲဆိုညက်နှာကောင်ကိုယူတယ်ပြီးတော့တကောင်ကိုတတ်လိုက်တယ်ပြီးတော့အဲ့တတ်လိုက်တဲ့ညက်ရဲ့သွေးကိုမြေဦးထဲမှာထည့်တယ်ဒါပေမဲ့အဲ့မြေဦးထဲမှာလည်းရေထည့်နေတယ်အဲ့ဒီရေကလည်းရိုးရိုးရေမဟုတ်ရဘူးစီးချင်းနေတဲ့ရေဖြစ်ရမယ်တဲ့အဲ့ဒီရေနဲ့ခုနရဲ့ညက်ရဲ့သွေးကိုရောပြီးမှအသက်ရှင်တဲ့နောက်ထပ်ညက်တကောင်ရဲ့ညီမောင်းနဲ့ကျိုးရဲ့အုတ်တုပ်ပင်ညွန့်ရဲ့အရိတက်သားရဲ့အဲ့မှာရောပြီးမှအဲ့ဒီလူပေါ်မှာခုနှစ်ကြိမ်တက်ဖြန်းလိုက်တဲ့ချိန်စင်ကြယ်ခြင်းဖြစ်တယ်အဲ့ဒီတက်ဖြန်းပြီးတာနဲ့စင်ကြယ်ရတယ်မပြီးသေးဘူးဘာလို့ရလဲသူ့စပင်းကြီးအကုန်ရိတ်ရတယ်ဘို့အစားတွေအကုန်လျှော်ရတယ်ရေချိုးရတယ်ဒါပေမဲ့ကို့အိမ်ထဲရောက်လေအိမ်ထဲမှာမနေရအောင်အိမ်အပြစ်မှာသူ9ရက်နေရတယ်ပြီးမှတခါရှိသမျှစပင်းပွေးမှုစိတ်ပွေးတွေကုန်ရိတ်ဝတ်တွေလျှော်ရေတွေကုန်ချိုးပြီးမှရစ်ပြောဟိတ်ပြန်လာရအဲ့ဒီအချိန်ကြမှာရစ်ပြောဟိတ်ကဒုစရိုက်အပြစ်ဖြေရရေးဆိုပြီးမှရစ်ပူဇော်အဲ့ဒီရစ်ပူဇော်ပြီးတဲ့အချိန်မှာအဲ့ဒီနူနာယောဂတဲ့ဟာ officially တန်ရှင်းသူဖြစ်သွားပါတယ်လို့အဲ့ဒါကကျမတို့ဓမ္မဟောင်းကျမ်းမှာပါတယ်ဘုပြုရာကျမ်းမှာပါတဲ့အရာဖြစ်တယ်အနာကြီးယောဂတစ်ခုတည်းသာရင်ဖျားစီကိုလာပြီးတော့ဖျားရဲ့မျက်မှောက်တော်ကိုလာပြီးတော့တန်ရှင်းသူဖြစ်ဖို့တောင်းဆိုရတဲ့ယောဂတစ်ခုဖြစ်ပါတယ်အဲ့တော့နာကြီးယောဂလည်းဓမ္မဟောင်းမှာဘယ်သူတွေဖြစ်လဲကျမတို့ပြန်ကြည့်ရအောင်အဲ့တော့တိုးလေရကျစနစ်မှာမောရှေကသူ့မိန်းမလည်းသိပြီဆိုတော့သူကမိန်းမတယောက်ပြန်ယူအဲ့သူယူတဲ့မိန်းမကကုချမျိုးသားတွေကမိန်းမပြန်ယူတဲ့ချိန်ကျတော့မိဒီယာနဲ့အာယုံကအရာစိတ်တူတယ်အာယုံကသူတို့ညောက်စိတ်တူတဲ့အကြောင်းလေးကျွန်တော်တို့ပြန်ကြည့်အောင်ဟာမောရှေစီကပဲဖျားကဗျာဒိတ်တော်ပြီးတယ်ဘာဖြစ်လို့ငါတို့စီကဗျာဒိတ်တော်မပေးတယ်လဲအဲ့တော့မောရှေမိန်းမယူတာကိုသူကစိတ်တူပြီးမှအဲ့လိုပြောဖျားကအဲ့ဒါကြားတော့ထာဝရဘုရားကအရန်စိတ်ဆိုးတယ်အရန်စိတ်ဆိုးပြီးတော့မင်းတို့ငါရဲ့စကားကိုနားထောင်ပါတဲ့မင်းတို့စီမှာ prophet ရှိရင်ငါတို့ကိုထူးခြားတဲ့ယူပါယူငါပြမယ်တဲ့အိမ်မက်အဖြစ်နဲ့ငါပြလိုက်ပေးမယ်တဲ့ထူးခြားတဲ့ယူပါယူနဲ့ပေးမယ်ဒါပေမဲ့ငါပေါ်မှာတစ္ဆာဆောင်တဲ့ငါကြုံမောရှိကိုငါကတော့တဲ့ကိုတိုင်ကိုကြက်ထင်ရှားစွာပြလိုက်နေတယ်စကားအဖြစ်မဟုတ်ဘူးလားကိုတိုင်ကိုကြက်သူကငါရဲ့ပုံစံတော်ကိုလည်းမြင်ရမယ်လို့ပြောတယ်အဲကြောင့်ဘသူမှအပြစ်မတင်နဲ့လို့ပြောပြီးမိုးတင်ကတဲတော်ကနေခွာသွားတာနဲ့တခါတည်းမိဒီယာကတကူလုံးဖြူပြီးမှသူကနူနာဆွဲသွားတယ်အဲ့ဒီချိန်မှာအာရုံကအရာနောက်တာရပြီးမှတောင်းပန်နေဖျားတယ်စီတောင်းပန်တဲ့အချိန်မှာ9ရက်သူကတက်ပြင်မှနေရတယ်သူနူနာပျောက်မှပဲပြန်ဝင်ရတယ်ပေါ့နော်ဖျားပြင်ပြန်ပျောက်စေတယ်လို့တွေ့ရတယ်အဲ့တော့သူတို့ကဒီမိမယူတာကိုသူတို့ကအပြစ်လို့မြင်တယ်ပေါ့နော်တဘာအမျိုးသားမိမယူတဲ့မောရှေစီကနေတောင်မှဗျာဒိတ်တော်ပေးရင်ငါတို့ကသူ့ချက်ဆိုင်ရဲ့ပို့ပြီးမှတန့်ရှင်းသေးတယ်အပြစ်နည်းသေးတယ်သူကပိုကြီးတဲ့အပြစ်လုပ်တယ်အဲ့တော့ငါတို့စီကဘာဖြစ်လို့ဗျာဒိတ်တော်မပေးရမလဲဆိုပြီးတော့နံပါတ်1ကမနာလိုတဲ့စိတ်ဖြစ်တယ်ပြီးတော့ဗာလဲစီရင်ခြင်းတဲ့စိတ်ဖြစ်တယ်အဲ့တော့ဖခင်ကမောရှေအပြစ်ရှိရင်ဖ
ဖျားသူစီရင်မယ်လူစီရင်စရာမလိုဘူးအဲ့တော့ဖျားစီရင်တာပဲမှတွေ့ရတယ်တိုးလေကျ20မှာမိုးရှင်တဲ့အာရုံနေရောက်စလုံးကိုခန္ဓာပြီးမဝင်ရဘူးလို့ဖျားပြောထားတယ်ပါလို့လေအဲ့ဒီကြောက်ကိုစကားပြောလိုက်ရေထွက်မယ်ဒါမဲ့သူတို့ဘာလုပ်လဲမပြောဘူးရိုက်ထက်လိုက်တာနှစ်ချက်အဲ့မှာဖျားပါပြောဖျားကိုမကြုံဘူးတဲ့ဣတိလလူမျိုးတွေရှေ့မှာမင်းတို့ငါ့ကိုမကြိုးတည်ဖြစ်တယ်အဲ့တော့ဖျားခင်ကသူစီရင်စရာရှိချက်ချင်းစီရင်နေဆိုတာတွေ့ရတယ်အဲ့တော့နူနာယောဂါဟာဖျားခင်ရဲ့စကားကိုနားမထောင်တဲ့သူတွေဖြစ်တယ်ဖျားမကြိုက်တာလုပ်တဲ့သူတွေကနူနာဖြစ်တယ်ဆိုတွေ့ရတယ်ပြီးတော့ဖျားခင်တူသေးတာရင်အဲ့ဒီနူနာကိုပြတ်ပြင်းစေတဲ့သူဖြစ်တယ်လို့တွေ့ရတယ်အဲ့တော့နောက်တဲ့ရာဇဝင်ချုပ်ဒုတိယဆောင်မှာဘယင်ဩစီရဲ့အကြောင်းပါတယ်ဣတိလဘယင်နေအများကြီးတဲ့မှာသူကကောင်းတဲ့ဘယင်ဖြစ်တယ်တရားသဖြင့်ပြုတဲ့ဘယင်ဖြစ်တယ်အဲ့ချိန်မှာယေပြောဟိကဇာခရီလက်ထက်မှာဖြစ်ပါတယ်သူကဖျားခင်ကိုချင်းကပ်တဲ့ဘယင်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖျားခင်ကသူ့ကိုကောင်းချီးပေးတယ်သူ့ရဲ့ကြံစီလေးဒီမြအရာအားလုံးကိုအောင်နိုင်ပြင်ပေးတယ်အဲ့ချိန်မှာသူကရန်သူတွေကိုအောင်နိုင်တယ်သူစစ်တိုက်တဲ့မြလည်းသူနိုင်တယ်ပြီးတော့သူ့စီမှာစစ်သိမ်းအင်အားဘယ်လောက်ရှိလဲဆို3,900ရှိတယ်စစ်လက်နဲ့ပုံရှိတယ်ရန်တရားထိပိုင်ဆိုင်တယ်အဲ့တော့အဲ့ဒီခေတ်မှာရန်တရားပိုင်ဆိုင်တယ်ဆိုတာဒါဟာအရန်ကြီးမားတဲ့စစ်တပ်ပဲအခုခေတ်လိုမျိုးဆိုတော့ရည်ချင်းစရာကြီးပေါ့နော်လောက်ခဲလိုမျိုးလေးမှာကြောက်ခဲထည့်ပြီးမှဒီလိုပြစ်ထည့်လိုက်ရင်ဟိုဘက်ကိုကြောက်ခဲထွင်သွားတာတော့အဲ့မှာမီးလောင်နေဖာတွေပြစ်တာမျိုးပေါ့နော်အဲ့ဒါကရန်တရားအဲ့ဒီခေတ်တုန်းကသူကအဲ့ဒါကြီးထိပိုင်တယ်ဆိုတော့သူကအရန်နာမည်ကြီးတော့ဟိုအေကုတ်တုတီထိသူနာမည်ကြီးတဲ့အချိန်မှာအိုးစီဘရင်ကဘာဖြစ်သွားလဲဆိုတော့သူကိုယ်တိုင်တကူကြီးတယ်လို့သူထင်သွားတယ်အဲ့လိုထင်ပြီးမှသူကမန်မာလာသူထောင်သွားလာတယ်အဲ့ဒါကြောင့်မလို့ရစ်ပြောဟိတ်ဒီပဲဝင်ရတဲ့တန့်ရှင်းရာဌာနမှာရစ်ပြောဟိတ်ဒီပဲပူစော်ရတဲ့နံပါတ်ဘောင်းရစ်ပူစော်ဝင်အဲ့ချိန်မှာ professor ကသူ့ကိုတားတယ်တန့်ရှင်းရာဌာနဆိုတာမဝင်ရဘူးရစ်ပြောဟိတ်ကဒါကဟိုမောရှိလက်ထက်မှာသူတို့စီစဉ်ထားပြီးသားတတ်မှတ်ပြီးသားဖျားသခင်ပြောထားပြီးသားဖြစ်တယ်ဒါပေမဲ့သူကိုယ်တိုင်ကဘာဖြစ်လဲသူကိုယ်တိုင်တကူကြီးတယ်ကြီးကျယ်လို့တူတဲ့ချိန်မှာကြီးတတ်ရှိတော်ဌာနတော့ငါဘာလို့မဝင်ရမလဲဒီနတ်တာကငါမီးရှို့ပူဆိုလို့ဘာလို့မရရမလဲဆိုတော့မှသူ့ကိုယ်သူအဲ့လိုမမာနထောင်လွှားပြောင်းဝင်တဲ့အချိန်မှာသူတို့အဲ့လိုပြောနေတဲ့အချိန်မှာပဲသူ့ရဲ့နှဖူးမှာနူနာကွက်ပေါ်လာပြီးမှတခါတည်းသူ့ကိုတဲ့ပြင်ကိုဆွဲထုတ်လိုက်ပြီးတော့သူဟာတည်တဲ့အထိသူကနန်းတော်မှာမနေရတော့တည်တဲ့အထိနူနာဆိုပြီးမှတခြားနန်းမှာသူနေရတယ်တည်တဲ့အထိသူနူနာပြန်မပြောက်ဘူးလို့တွေ့ရတယ်အဲ့တော့မမာနထောင်သွားတာဖျားတတ်မှတ်ထားတဲ့အရာကိုလူကျူးတာကအပြစ်ဖြစ်တယ်အဲကြောင့်မလို့သူဟာနူနာဖြစ်သွားတာကိုတွေ့ရတယ်ပြီးတော့ဓမ္မရာဆိုရင်ဇုတ်ထဆောင်ခန်းကြီးနားမှာဘိုလ်ချုပ်မိမှနူနာဆွဲတဲ့အကြောင်းပါတယ်ကျမတို့အားလုံးသိပြီးသားဖြစ်တယ်သူနူနာဖြစ်တဲ့ချိန်မှာသူအေလီရှဲကသူ့ကိုရေထဲမှာ9ကြိမ်နစ်ပါလို့ပြောလိုက်တယ်ရိုးရိုးလေးပါဒါပေမဲ့9ကြိမ်ဖြစ်ပါတယ်အဲ့ဒီချိန်မှာသူကလုတ်ကြည့်တယ်ဒါပေမဲ့ तू မလုတ်ချင်ဘူးဇနအစအဆုံးလုံးအကုန်တိပြီးသားလို့ကျွန်မမပြောတော့ဘူးနော်သူ့နိုင်ငံမှာဒီထက်ကောင်းတဲ့မြစ်တွေရေတွေရှိတယ်ဘာဖြစ်လို့ဒီလိုသွားရမလဲဆိုတော့သူ့တပည့်တွေကရေထဲမှာ9ကြိမ်နေတာဘာမှခက်ခဲတယ်လို့မဟုတ်ဘူးလုတ်ကြည့်ရအောင်ဆိုတော့သူတို့လုတ်ကြည့်တော့တကယ်သူပျောက်သွားတော့သူအရင်ဝမ်းသာပြီးမှ तू ကလက်ဆောင်လေးပြီးတော့ तू မယူဘူးအသက်ရှင်တဲ့ဖျားသခင်လုတ်တဲ့ကိစ္စဖြစ်တယ်ငါဒီလေးရှယ်လို့ကိစ္စမဟုတ်ဘူး तू မယူဘူးဒါပေမဲ့သူ့ရဲ့ဂျုံကေဟာစီကအဲ့ဒါတွေမြင်တော့ तू လိုချင်တယ်လူချင်းနဲ့ပြန်သွားပြီနေမှာကပြန်တော့ပြန်သွားပြီဒါပေမဲ့သူ့ရဲ့နှလုံးသားကအဲ့ဒီပစ္စည်းတွေကိုလူချင်းနေတော့လိုက်သွားတယ်ပြီးတော့သူညာတယ်အခုပဲရောက်လာတဲ့ prophet နဲ့ရောက်လေးကိုလက်ဆောင်ပေးချင်လို့ကျွန်တော်သခင်ကဝတ်စုံနဲ့စုံမဲ့ဝင်ခွက်30ပေါင်းလိုက်ပါလေနေမှာကအစကလေးကပူပေးတာမယူတာဘယ်သူမှဆိုကြီးစုတင်တဲ့စိတ်နဲ့ပေးရင်မယူရင်စိတ်မကောင်းဖြစ်တယ်ပေါ့နော်အခုလိုလာတောင်းတော့နေမှာကအရင်ဝမ်းသာပြီးမှဝတ်စုံနဲ့စုံနဲ့ပေးလိုက်တယ်ငွေခွက်20လေးပေးလိုက်တော့ဒီဟာစီကအဲ့ဒါကိုသူ့အိမ်မှာသူဖွက်ထားပြီးမှသူ့တခင်စီပြန်လာတော့သူ့တခင်ကတယောက်ကြီးရာစီမင်းပဲသွားနေတယ်ကကျွန်တော်ဘယ်မှမသွားပါဘူးအေးတဲ့ဟိုလူကမင်းကိုကြိုဆိုပြီးမှပြီးလိုက်တော့ငါရဲ့စိတ်ဝိညာဉ်မင်းနဲ့မလိုက်တော့ဘူးချင်သူဘာလုပ်လဲဆိုတော့ဒီရှိတယ်အဲ့တော့နေမန်စီမှာဆွဲတဲ့နူနာမင်းရဲ့သားစီနေဆက်ဆွဲပါစီလို့ပြောလိုက်တာနဲ့ချစ်တပူလုံးဖြူနေမှနူနာဆွဲသွားတယ်တဲ့သူတောင်မဟုတ်ဘူးသားမြင်းအထိနူနာဆွဲသွားတယ်ဆိုတာကြိမ်ချင်းဖြစ်တယ်ဆိုတာတွေ့ရပါတယ်ဒီဟာစီရဲ့မတော်လောဘဟာအဲ့ဒီအချိန်ကြမှရဲ့သူ့ရဲ့စိတ်မကောင်းတာပေါ်လာတာမဟုတ်ဘူးအစကတည်းကသခင်နဲ့အတူရှိနေပေမဲ့သခင်နဲ့စိတ်တဘောတူထပ်ပြီးသူမရှိခဲ့ဘူးဆိုတာတွေ့ရတယ်
ဘယ်မှာတွေ့ရလဲရှုနိမြို့သူကအီလီရှဲကိုသူ့ရဲ့အပေါ်အခန်းလေးမှာသူ့အတွက်ပြင်ဆင်ပေးတယ်သူကအရင်ကျေးဇူးတင်တယ်သူကလေးမရှိတော့ကလေးရအောင်ကလေးရမယ်ပြောတဲ့အတိုင်းတကယ်ရတယ်ဒါမှအဲ့ကလေးကတည်သွားတော့ရှုနိမြို့သူကအီလီရှဲမှာသူ့ကလေးတည်သွားပြီးလားပြောတော့သူကအတက်လေးကြည့်ပြီးပေါ့လေအဲ့ဆိုတော့နိတိမိကုန်းနဲ့လိုက်လာရပါလိမ့်မယ်ကျမမြင်အောင်ကြည့်တာသူ့ရဲ့ကျွန်ဆိုတော့တွတ်လည်းရှိမယ်သူကသူ့ရဲ့ဒုက္ခကိုပေးလိုက်တယ်ပြောတယ်ဒီဟာစီငါရဲ့ဒုက္ခကိုယူပြီးမှအဲ့ဒီကလေးပေါ်မှာတင်လိုက်ပါတဲ့ကလေးအသက်ပြန်ရှင်လာလိမ့်မယ်ဒီဟာစီကတုတ်နဲ့တွားလိုက်တယ်အဲ့နဲ့အနောက်မှာအီလီရှဲရောက်လာတော့တခင်နဲ့ကလေးအသက်မရှိဘူးတဲ့နောက်ဆုံးအီလီရှဲလုံးမှာပဲကလေးကအသက်ပြန်ရှင်တယ်အဲ့ဒါပါလေသူ့ရဲ့နှလုံးသားမှာအစကတည်းကဖျားသခင်မရှိနေဘူးအဲ့ဒါကြောင့်မလို့ကလေးအသက်ပြန်မရှိဘူးအခုမှရုပ်တရက်ကြီးစီးတွေမြင်လာတဲ့အချိန်မှာဟိုကတည်းကမကောင်းနေတဲ့စိတ်ကပြန်ပေါ်လာတယ်ဆိုတော့ဒီမှာတွေ့ရပါတယ်တော့အဲ့တော့ကျွန်တော်တို့ဓမ္မတိကျမ်းမှာပြန်ကြည့်လိုက်မယ်ဆိုရင်ခရစ်တော်အနူတွေကိုပြတဲ့အကြောင်းအများကြီးပါတယ်အဲ့ဒီတချို့အကြောင်းနည်းနည်းလေးကိုကျွန်တော်တို့ပြန်ကြည့်ရအောင်ရှင်မာကုဖြစ်ဝင်ကြအခန်းကြီး1အငယ်40မှာနူနာဆိုတဲ့သူတယောက်ခရစ်တော်စီကိုလာပြီးဒူးထောက်ပြီးမှကိုတော်အလိုရှိရင်ကျွန်တော်ကိုတန်ရှင်းစေပါလို့တောင်းပါတယ်ယေရှုကလေသူ့ကိုတနာပြီးတော့သူ့ကိုတို့ပြီးမှငါအလိုရှိတယ်တန်ရှင်းခြင်းရောက်ပါစေလို့ပြောတယ်သူကအနူပြောက်သွားတယ်အဲ့မှာခရစ်တော်ကသူ့ကပြောတယ်ဘသူ့ကိုမှမပြောနဲ့တဲ့ရစ်ပြောဟိစီသွားပါတဲ့မင်းရဲ့ကိုပြပါလို့ပြောပါတယ်နောက်တော့ရှင်လုကာခန်းကြီး19နဲ့17ဒီနေ့ရဲ့အဓိကတန်ချက်လေးလည်းဖြစ်ပါတယ်အဲ့မှာလူနာဆိုတဲ့လူ10ယောက်ခရစ်တော်စီရောက်လာပြီးတော့သူတို့ဘာပြောလဲသခင်ကျွန်တော်တို့ကိုတနာပါလို့သူတို့အော်တယ်အဲ့ချိန်မှာခရစ်တော်ကပြောလဲမင်းတို့ရစ်ပြောဟိစီသွားကြလို့တော့ပြကြလို့ပြောလိုက်တယ်သူတို့သွားနေတဲ့လမ်းမှာပဲရှိသေးတယ်သူတို့ရဲ့ခန္ဓာကိုယ်ကလူနာတွေပျောက်သွားတာတွေ့တဲ့အချိန်မှာရှမာရိမျိုးသားတယောက်ကချက်ချင်းသူပြန်လှည့်လာပြီးမှကြီးတဲ့အတန်နဲ့ဖျားသခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းတယ်တဲ့ခရစ်တော်ရဲ့ခြေတော်ရင်းမှာပျောက်ဖို့ပြီးတော့ဂျေဇုတော်ကြီးလာပါသည်ဆိုပြီးတော့ဝန်ခံတယ်တဲ့အဲ့တော့တမဟောင်းနဲ့တမတစ်မှာပါတဲ့အနူအကြောင်းတွေကိုစဉ်းစားလိုက်ဖျားသခင်ကဒီအနူအကြောင်းတွေကိုဘာဖြစ်လို့ဒီမှာထည့်ထားတယ်ဘေးအနာဘေးယောဂါကရစ်ပြောဟိစီလာဘူးလေခုနပြောဘူးဘေးအနာယောဂါမှာရစ်ပြောဟိစီလာစရာမလိုဘူးဘေးအနာယောဂါကမှတန့်ရှင်းခြင်းကိုတောင်းခံဖို့မလိုပါဘူးဒါဟာဘုရားခင်ကျမတို့ကိုဥပမာပြထားတဲ့အရာဖြစ်တယ်အဲ့တော့ကျမတို့စီမှာဖြစ်တတ်တဲ့အပြစ်ကိုနူနာနဲ့ခိုင်နိုင်ထားခြင်းဖြစ်ပါတယ်အဲ့တော့ကျမတို့အပြစ်ကနူနာနဲ့အတူတူပဲဆိုတာကိုပြောချင်ပါတယ်အပြစ်ကြောင့်လို့ကျမတို့ဟာနူနာဆွဲတဲ့တူလိုမျိုးဖြစ်နေတယ်ဘုရားကျမတို့ကိုကြည်လိုက်ကျမတို့ကအနူတယ်လို့ပဲဖြစ်နေတယ်ဘုရားရှိမှကျမတို့ကညစ်ပတ်နေတယ်ရုပ်ဆိုးနေတယ်ခုနကပုံတွေထက်ပိုဆိုးနေတယ်အဲ့ဒါဘာလဲအယံတူနေတယ်အပြစ်နဲ့နူနာချင်းအယံတူတယ်နူနာဘလောက်ဆိုးဆိုး तू သိလား तू မသိဘူး तू ဘာမှမခံစားရဘူးအဲ့တော့အပြစ်ဘလောက်ကြီးလောက်ထားကျမတို့ဘာမှမခံစားရဘူး normal ပဲအယံပုံမှန်ပဲဘာမှမဖြစ်တယ်လို့ပဲအယံတူတယ်အဲ့အဖြစ်တစ်ခုကိုကျန်းစာခိုင်နိုင်ထားတာဖြစ်ရတယ်အနူနာလည်းအဲ့လိုပဲဖြစ်စာရေးချစ်ချင်းလက်ကြီးတုံးသွားတာမဟုတ်ဘူးဖြစ်စာမှာနှာခေါင်းပြောက်သွားတာမဟုတ်ဘူးအဲ့ဒီအဖြူခွက်တိတိလေးကနေစတယ်ကျမတို့ရဲ့အပြစ်တရားဆိုတယ်အဲ့လိုတိတိလေးကနေစလာတာဖြစ်ပါတယ်ဘလောက်ပဲပုတ်ပွားနေပြီစီဘလောက်ပဲဆိုးနေပြီစီပါမန်လို့ပဲတကယ်တမ်းကျတော့အနူဆိုတာကြည့်လိုက်မတိခင်ကလေးကရုပ်ပြက်ဆင်းပြက်ဖြစ်နေတဲ့အရာဖြစ်တယ်အဲ့ဒါဟာကျမတို့ကိုဖျားပြီးအဲ့လိုနှိုင်းရှင်ထားတာဖြစ်ပါတယ်လို့အပြစ်ဆိုတာလည်းအဲ့လိုတေးသေးလေးမှုံမှုံလေးကနေစတာဖြစ်တယ်အတိမဆုံးပြောမယ်ဟိုမင်းစီဝါကစရက်ကစဆလိကစတေးသေးလေးပဲငါကဟန်တယ်လုံးနိုင်တယ်ငါမစွဲပါဘူးတေးသေးလေးကနေစပြီးမှဖြစ်လာတယ်ဘာမှမဖြစ်တော့ပါဘူးဆိုတာနေစလာတာပဲစီးပွားရေးလောကမှာလည်းတလို့ပဲစီးပွားရေးလောကမှာငါရှင်းတလာတယ်ငါဒီလိုနည်းနည်းလေးလို့ညင်ရမှာဘာမှသူများနဲ့ရှင်းနိုင်ငါလောက်တာကပပလေးလေးရှိသေးတယ်ဆိုတဲ့ဟာနည်းနည်းကလေးကိုယ်စိတ်တော်တာကိုမထိန်နိုင်မနဲ့ကိုလုံးပြီးတဲ့ဟာကိုမမနာထောင်သွားတဲ့ဟာဖျားမကြိုက်တာလို့နည်းနည်းလေးပဲမပြောပါတော့ပါဘူးဒါပေမဲ့အဲ့ဒီနည်းနည်းလေးမဖြစ်တော့တာလေးကများလာတဲ့အချိန်မှာအပြစ်ဆိုတာများလာတဲ့အချိန်မှာနာကျင်ခြင်းကိုခံစားသိတဲ့ sense ကမရှိတော့ဘူးခုနရဲ့အနူလိုပဲတိတိလေးစလိုက်တဲ့အပြစ်တရားဟာကျမတို့ဘဝတစ်ခုလုံးမှာဝါမြုံသွားတယ်ပိုဆိုးတာကအဲ့ဒီအပြစ်တရားဟာကျမတို့အထဲမှာရှိတဲ့ဖျားရဲ့ပုံလေးကိုတည်သွားစေတယ်အဲ့တော့နူနာယောဂဟာကုလို့ရမလားရပါတယ်ဘသူကုပေးလဲဖျားသခင်ပဲကုပေးတာဖြစ်ပါတယ်ပျောက်ပြီးတော့သူတို့ဟာဘာလုပ်လဲရှင်းချင်းကိုလုပ်ရတယ်ဖ
ခေါင်းကိုရေးရတယ်ရေချိုးရတယ်ဝတ်လျှော်ရတယ်ဒါပါလေလူတွေလုံနိုင်တဲ့အပိုင်းဖြစ်တယ်လူတွေမလုံနိုင်တဲ့အပိုင်းကပါလေအသွေးအဖြစ်တန့်ရှင်းစေခြင်းနဲ့ဒုစရိုက်အပြစ်ဖြေခြင်းကိုကျမတို့လူတွေမလုပ်နိုင်ဘူးအပြစ်တရားဟာကျမတို့ကိုရုပ်ပြက်ဆင်းပြက်ဖြစ်စေပါတယ်ကျမတို့ဘဝတစ်ခုလုံးကိုဖြစ်စီစေပါတယ်ကျမဥပမာလေးတစ်ခုပြောချင်တယ်1993မှာဒီအမေရိကက Massachusetts ပြည်နယ်ကမြို့လေးတစ်ခုမှာဖြစ်ခဲ့တယ်အဲ့ဒီမြို့မှာဖွားကြီးတယောက်ကဒီမှာထုံးစံတိုင်းပဲဖွားကြီးလေတယောက်လည်းပဲနေတယ်သူတယောက်လည်းပဲနေတော့ပြကြတော့သူ့ဟိုကpolice ကိုတော့ပေါ်လို့ပေါ့နော်ကျွန်တော်အမကအရန်ကြည့်တယ်သူနာစင်ဘုတ်မှာသွားလိုက်ပြီးတဲ့သူပုံဝင်းချင်မှာသူနဲ့အရန်ခင်တယ်သူတကယ်ချင်းနဲ့ရှိတယ်သူတကယ်ချင်းကိုပြောတယ်အေးငါမင်းတကယ်ချင်းကတော့နာစင်ဘုတ်သွားလိုက်ပြီးရှိတော့ဘူးဘာလဲသူညီမအိမ်ကိုသူဖုန်းဆက်ကြည့်တော့ဖုန်းမကင်တော့သူတိလိုက်တယ်ပေါ့နော်အော်ငါညီမနာစင်ဘုတ်သွားလိုက်တယ်လူတွေကအဲ့လိုပဲချင်းအဲ့နဲ့အဲ့သူတကယ်ချင်းကပေါ့အော်ငါတကယ်ချင်းသွားပြီဆိုတော့သူ့အိမ်ကအမြဲတမ်းသူ့မြေးကညက်လာရိတ်နေတယ်အဲ့ဆိုတော့ तू ကသူ့ရဲ့မြေးကိုသူ့တကယ်ချင်းရဲ့ညက်ကိုလည်းရိတ်ခိုင်းတယ်သူကတခါမြေးရိတ်ရင်30ဘုတ်ပို့ပေးတာဟုတ်အဲ့တော့တစ်လမှနှစ်ခါပေါ့နော်အဲ့သူ့တကယ်ချင်းရဲ့ကိုလည်းမြေးရိတ်ပေးတယ်သူတော့ကြည့်တယ်ဖိုက်ကျ main box ကတည်းကအရင်ကြက်နေလို့သူတော့ဆော့ကလေးတော့စားတယ်ဟိုအဆောင်တရားလောက်ထွက်လာတော့ तू ကအကြောင်းပြန်လိုက်တယ်ပေါ့နော်စာမပို့နဲ့တော့သူ့တကယ်ချင်းကလာစီဖုန်းသွားလိုက်ပြီအဲ့ဒါလည်းပဲနှစ်တွေကြာလာတယ်နောက်3နှစ်လောက်နေတဲ့ချိန်ကျတော့လေလူမနေတာကြာတော့အဲ့ဒီအိမ်ကရေယိုတယ်ပေါ့နော်ရေပိုက်ကန်အဲ့တော့သူက utility company ကိုဖုန်းဆက်တယ်ရေကိုပိတ်လိုက်တော့ပေါ့နော်တကယ်ချင်းကငါစီဖုန်းသွားလိုက်ပြီဆိုပြီးတော့4နှစ်လောက်ကြာတော့ရဲတွေကလူမနေတာကြာပြီဆိုတော့အိမ်ရဲ့ကြက်ခိုင်မှုတို့စစ်ဆေးမယ်ဆိုပြီးလာတဲ့ချိန်အဲ့ဒီ information ခေါ်ရအဲ့ဒီအိမ်ထဲမှာတည်နေတယ်တည်နေတာတော့မှလွန်ခဲ့တဲ့4နှစ်လောက်ကလေးကသူဟာအဲ့မှာတည်နေဖြစ်တယ်အဲ့တော့ကြီးလိုက်တော့ပုံမှန်ပါပဲကျမတို့ရဲ့အသက်ရှင်ခြင်းမှာကျမတို့သွားလာနေတယ်ပုံမှန်ပါပဲဒါပေမဲ့ကျမတို့အထင်မှာဖခင်ရဲ့ပုံရိပ်တည်နေတယ်အဲ့ဒီအပြစ်တရားကြောင့်တည်နေတဲ့ဟာအများကြီးရှိပါတယ်ခိုင်ကျကျမတို့မသိဘူးနော်ဆက်ပြောလိုက်တဲ့ဒီကောင်လေးခေါင်းတောင်မပေါ်နိုင်တော့ဆိုပြီးဂုံယူနေတာပျော်နေတာဒီနိုင်ငံမှာလည်းအဲ့လိုပဲကျမတို့ကြည့်မယ်ဆိုခုယောက်ျားချင်းမိန်းမချင်းလက်ထပ်တယ်သူတို့အရာဂုံယူနေတယ်နော်တချို့တခိုင်ကျသတင်းမှာပါလိမ့်မယ်ငါဒီလိုဖြစ်ရတော့ငါဂုံယူတယ်လို့သူတို့ပြောနေတယ်နူလို့နူနေမှမသိတာလေသူတို့ဂုံယူနေတာအဲ့ဒါကိုထောက်ခံတဲ့လူတွေကလည်းပါတယ်ဒါလက်ခံရမယ်လူတွေရဲ့ချစ်ချင်းမြတ်တာမလို့ဆိုသူတို့လည်းနူနေတာလူတွေကနူနေမှမသိဘူးပုံမှန်ပဲကြည့်လိုက်ရင်တော့ဘာမှမသိတာဘူးဖျားရှိမှရုပ်ပြက်စင်ပြက်ဖြစ်နေတယ်ဖျားရှိမှအယမ်းရုပ်ဆိုးနေအဲ့တော့ကျွန်တော်တို့ကြည့်ရမှာလို့ပါတယ်အဲ့တော့ခုနကကျမတို့ပြောသွားတဲ့သမတိကျန်တဲ့လူနာဆွဲတဲ့လူတွေခရစ်တော်စီကိုလာတယ်သူတို့ဘလို့နဲ့လာတယ်ဟိမတို့ခရစ်တော်စီသွားရအောင်ဆိုပြီးသူတို့အလုံးလေချုံပြီးလာတာလေချုံပြီးလာလို့ကပ်ပြီးလာလို့မရဘူးပါစက်ကနေလေသူတို့မတန့်ရှင်းသူပါလို့ပေါ်ရတယ်ပြီးတော့သူတို့ခေါင်းလောင်းလေးရှိတယ်တချို့အဲ့ခေါင်းလောင်းတီးရတယ်ပြီးတဲ့ချိန်ကျတော့သူတို့ကလူတွေကိုအလမ်းပေးတဲ့နေတယ်ပေါ့နော်ခေါင်းလောင်းလေးတီးပြီးတော့လူတွေနဲ့သူက6ပေအကွာပဲသွားရတယ်အမှလို့လေလာတဲ့ဘက်ကနေဆိုရင်ပေ150ကနေသွားရတယ်ဒါသူတို့ရဲ့ထုံးစံပြီးတော့သူတို့အဲ့လိုလူနာတွေပဲလာတယ်တယောက်ထဲကလည်းလာရင်တော့အဲ့ဒီစီစာကြီးသူတို့ကိုတွေ့ရင်လူတွေကသူ့ကိုခင်းနဲ့ပေါက်ဒါတိချပြီးသားပဲလူတွေခင်းနဲ့ပေါက်မယ်လူတွေအိုကြမယ်ကြောက်ကြမယ်အဲ့တော့သူတို့စီမှာဒီအခက်ခဲတွေဒီကနေ့ဒီဝမ်းမြဲချင်းရှစ်ကြောက်ချင်းတွေကိုတွန်းလှန်ပြီးမှတော့ခရစ်တော်စီကိုလာရတာဖြစ်ပါတယ်အဲ့တော့ခရစ်တော်စီမှာလာတဲ့ချိန်သူတို့ပါပြောတယ်မာကုရိယကနာသခင်ကျွန်တော်ကိုအလိုရှိတယ်အန့်ရှင်းစီပါလို့ပြောတယ်ခုနလူနာဆေရောက်ပါပြောတယ်သခင်ကျွန်တော်တို့ကိုကင်မတနာတော်မူပါလို့ပြောတယ်ဒီမှာစဉ်းစားကြည့်စမ်းဘယ်လူနာတယောက်ကမှကျွန်တော်တို့ရဲ့အလူကိုကုတ်ပေးပါလို့မပြောဘူးတန်ရှင်းစီပါလို့ပဲပြောတယ်ဒီနေ့ကျမတို့အရောက်စီတိုင်းမှာကိုတိုင်းတောင်မသိနိုင်နဲ့ကိုတိုင်းမသိတဲ့အလူတွေရှိမှာပဲကျမစီမှာလည်းရှိနေမှာပဲဖះရှိမှာကျမရုပ်ဆိုးနေတဲ့အကွက်တွေရှိမှာပဲကျမတို့လုံးရမှာကျမတို့လုံနိုင်တာတစ်ခုပဲရှိတယ်အဲ့ဒါကျမတို့ရဲ့ဖះခင်ရဲ့မျက်မှောက်တို့တဲ့ကိုကျမတို့ဒူးထောက်ပြီးမှဝင်ပြီးမှကိုတော့ကျွန်တော်ဟာအပြစ်သားပါကိုတော့ကျမအပြစ်သားပါကျွန်တော်ကိုတန့်ရှင်းစေပါကျမတို့တောင်းခံရမယ်အချက်အဲ့ဒါဖြစ်ပါလေအဲ့ဒါဟာကိုအပြစ်သားဖြစ်ခြင်းဆိုတဲ့အရာနဲ့ဖျားစီတောင်းခံတဲ့ချိန်မှာဖျားရဲ့ရှိတော်မောက်မှာကျမတို့ဝင်တဲ့ချိန်မှာဖျားခင်တန့်ရှင်းစေမှာဖြစ်ပါလေကျမတို့ဒါဝိမင်းကြီးရဲ့အကြောင်းကိုပြန်ကြည့်မယ်ဆိုရင်သူဘာတချီကနေမှသွားတဲ့ချိန်မှာပရိုဖက်နာတာကသူ့ကိုပြန်တတိပြီးတော့သူအရန်နောင်တရတယ်နောင်တရလို့သူဘယ်တော့မှပြန်မလုပ်ဘူးလားမျိုးဒါပေမဲ့သူစိတ်ပျော်လားမပျော်ဘူးသူစိတ်ထဲမှာအရန်ခ
guilty ဖြစ်တယ် तू ဘဒုကိုတွားတောင်းပန်ပြီးဘာလို့ရမှတူမသိဘူးတွားပြီးမှတောင်းပန်ရအောင်လဲဥရိယကြီးကလည်းတည်သွားပြီသူစိတ်ထဲမှာအဲ့ဒါ तू နှလုံးသားထဲမှာ तू မပြောရွှင်နေဘူးသူ့ကိုယ်သူတော့ तू ခွင့်မလွတ်နိုင်ဘူး तू ဖြစ်နေတယ်ခါကျကျွန်တော်တို့ဆီမှာလည်းဒါမျိုးဖြစ်တယ်ကိုယ့်ရဲ့အတိတ်မှာကိုမားခဲ့တဲ့အကြောင်းအရာကိုနောက်တရပြီးပြင်လိုက်နေပဲလေ guilty ဖြစ်နေလေပေါ့နော်ဟာစိတ်ထဲမှာရှိတတ်ပါတယ်တခါတလေအဲ့ဒီအလျှောက်ကြောက်တရားအဲ့ဒီအချက်တရားတခါကျကိုယ့်ကိုခြောက်နှံ့နေလို့ဖြစ်တယ်တခါလေသူများတွေကိုယ့်ပေါ်မှာနာကျင်စေခဲ့မယ်အမေကိုခွင့်လွတ်ပါလေငါခွင့်လွတ်လိုက်ပါပြီပြောပေမဲ့ကိုယ်စိတ်ထဲမှာနာကျင်နေသေးတယ်ဆိုတဲ့အရာတွေရှိတယ်ဆိုဒါဝိမင်းကြီးဘလို့ဆူတောင်းတယ်လေကျွန်မတို့ပြန်ကြည့်ရအောင်ဆာလာ51ပါကျွန်မအစအဆုံးတော့မပြောတော့ပါဘူးလို့ဖျားခင်အကျွန်ုပ်ကိုစင်ကြယ်စေခြင်းကအုတ်တုတ်ပင်ညွတ်နဲ့တန့်ရှင်းခြင်းမင်္ဂလာကိုပေးတော်မူပါအကျွန်ုပ်ကိုမိုးပွင့်ချက်တာ၍ဖြူစင်စေခြင်းကဆေးတော်မူပါလေဘာဖြစ်လို့အုတ်တုတ်ပင်ညွတ်နဲ့တန့်ရှင်းစေလဲအုတ်တုတ်ပင်ညွတ်နဲ့တန့်ရှင်းစေတာဟာအနူကိုတန့်ရှင်းစေတာဖြစ်တယ်တာဝိမင်းကြီးဟာသူနူနေတယ်သူစိတ်ထဲမှာအဲ့ဒီဟာကိုပျောက်သွားတဲ့ဖျားရဲ့ပုံရိပ်ကိုသူပြန်လုံးခြင်းတယ်အဲ့ဒါကြောင့်မလို့သူဆုတောင်းလာတယ်။အိုးဖျားခင်အကျွန်ုပ်အထဲ၌စင်ကြယ်သောနှလုံးကိုဖန်ဆင်းတော်မူပါ။ Creating me a clean heart ကိုပြောတယ်။တန်ရှင်းတဲ့နှလုံးကိုပြန်ပြီးတော့ဖန်ဆင်းပါတဲ့။မြဲမြံတည်ကြည်သောသဘောကိုတစ်ပြုတ်ပြင်တော်မူပါ။အကျွန်ုပ်ကိုအထံတော်ထဲကနှင်ထုတ်တော်မူပါနဲ့။တန်ရှင်းသောဝိညာဉ်တော်ကိုရုပ်သိမ်းတော်မူပါနဲ့။ကဲတင်တော်မူခြင်းနဲ့ရှင်နဲ့ဝမ်းမြောက်ခြင်းခွင့်ကိုပြန်ပြီးပေးသနာတော်မူပါလို့သူဆုတောင်းပါတယ်။ဒါဝိမင်းကြီးဒီစာလံကိုဆက်ဆိုတဲ့အချိန်မှာသူတကယ်မြင့်ရင်ကြပြီးဆုတောင်းပြီးတော့ဆက်ဆိုခဲ့တာဖြစ်ပါမယ်။ကျမတို့အစွမ်းစားနဲ့ကျမတို့လုံယူလို့မရတဲ့အပိုင်းကဒီအပိုင်းဖြစ်ပါတယ်။ကျမတို့ကိုယ့်ကိုယ်ကိုတန့်ရှင်းသူဖြစ်ဖို့ကျမတို့နှလုံးသားအသစ်ပြန်ရအောင်ကျမတို့မလုံနိုင်ပါဘူး။ကျမတို့ဘယ်လိုမှမတတ်နိုင်ပါဘူး။ကျမတို့ရဲ့မြင့်ထီးနေတဲ့အပြစ်အနူလိုနှိုက်စားနေတဲ့အပြစ်ကနေလွတ်မြောက်စေပြီးမှအသစ်သောနှလုံးသားကိုပြန်လည်ဖန်ဆင်းပေးနိုင်တာခရစ်တော်ရဲ့ခြေတော်ရင်းကိုတိုးဝင်ပြီးမှတန်ရှင်းစေပါဆိုပြီးကျမတို့တောင်းခံလို့ဖြစ်ပါတယ်ဒီနံပါတ်2အချက်ကပါလေဆိုတော့ခရစ်တော်စီကိုရောက်လာတဲ့အနူတွေကိုခရစ်တော်ပါပြောတယ်ဒီပြောဟိစီတွားပြီးတော့ကိုပြပါလို့ပြောပါတယ်အဲ့တော့ဓမ္မဟန်ကျမ်းထဲမှာအတိုင်းပဲလူနာပျောက်သွားရင်လည်းဘယ်သူစီလာရလဲရစ်ပြောဟိစီလာရတယ်ရစ်ပြောဟိတူတဲတာရင်တန်ရှင်းသူဖြစ်သူကိုပြတ်တတ်မှတ်ပေးနိုင်တယ်ရစ်ပြောဟိတူသေးတာလေရစ်ပူဇော်ခြင်းနဲ့သူ့ကိုတန်ရှင်းလုပ်ပေးနိုင်တယ်အဲ့တော့သူများကိုမပြောနဲ့ဆိုတော့သူများကိုပြောရင်သူနူးနေတာမမြင်တဲ့သူကသူနူးနာပြောက်ပြီဆိုလဲယုံချင်မှယုံမယ်ပေါ့နော်အဲ့ဒါတစ်ပိုင်းဘာဖြစ်လို့ရစ်ပြောဟိစီသွားခိုင်းတယ်လဲရစ်ပြောဟိကသူနူးနာဖြစ်တာသူသိတယ်ဘာလို့လဲနူးနာဖြစ်ရင်ရစ်ပြောဟိစီလာရတယ်သူ့ကို confirm လုပ်ရတယ်ငါတကယ်နူနာဖြစ်လားမဖြစ်လားပြရတယ်ရစ်ပြောဟိကဟုတ်တယ်မင်းဟာနူနာပဲဆိုတာ ਨੇ ခုနပြောတဲ့ပုံစံဟိုစားအစုပ်တွေကိုစပင်းလည်းမဖုံးမဲနဲ့သူကပါစက်ကနေမတန့်ရှင်းသူပါလို့ပြောပြီးမှဟိုးအဲ့ဒီခေတ်တုန်းကတော့ဟိုးကျမတို့ဇက်ကားမှနေမြင်ဘူးပါလိမ့်မယ်ဟိုး job နဲ့ကြီးတဲ့ဘူမနေတဲ့ဘက်တူပူထဲမှာနေရတယ်ပေါ့နော်အဲ့လိုဖြစ်သွားရတယ်အဲ့လိုရစ်ပြောဟိကသူတည်သူအတီးပြုတ်ပေးရတဲ့ကိစ္စဖြစ်တယ်အဲ့တော့ခရစ်တော်ကသူတန့်ရှင်းစေပြီးပြီသူနူနာလည်းပျောက်ကင်းစေပြီးခရစ်တော်ကိုယ်တိုင်ပျောက်ကင်းစေတာဘာဖြစ်လို့ရစ်ပြောဟိစီတွားဖို့လိုလဲရစ်ပြောဟိစီမတွားလည်းမရဘူးလားအဲ့တော့ရစ်ပြောဟိတွေကတည်နူနာယောဂါဆိုတာဖျားသခင်ကလွယ်ပြီးဘယ်သူမှမခုနိုင်ဘူးဆိုတော့တည်ကျမ်းစာအုပ်လုံးလည်းသူအရေးကြိုတောက်ပြီးသူတို့တည်တယ်ခုနကျမတို့ပြောသွားတဲ့အကြောင်းအရာတွေသူတို့အားလုံးတည်အဲ့တော့ဒီအနူယောဂါတွေကလာပြီးမှခရစ်တော်ဆိုတဲ့သူကငါတို့ကိုဒီအနူပြောက်စေပြီလို့တက်တည်ခံခိုင်းတာဖြစ်ပါလေငါ့ကိုအနူပြောက်စေတာဟာခရစ်တော်ဖြစ်တယ်လို့တက်တည်ခံခိုင်းတာပါစစ်မှန်တဲ့ဘုရားဖြစ်တယ်ဆိုတဲ့အချက်ကိုရစ်ပြောဟိတ်တယ်ကိုသိစေတာဖြစ်ပါပြီးတော့ခရစ်တော်ကဓမ္မဟောင်းမှာရှိတဲ့လောကိုအတီးပြုတ်သေးတယ်အဲ့ဒီလောကိုထိမ့်သိမ့်သေးတယ်ဆိုတဲ့အချက်ကိုလည်းပြချင်တယ်ဘာလို့လဲဆိုတော့အနူလို့သတ်မှတ်ထားတဲ့ကျမတို့အပြစ်သားတွေတို့အသွေးသွင်းပေးမဲ့သူရစ်ကောင်အဖြစ်ခံမဲ့သူခရစ်တော်သူကိုယ်တိုင်ဖြစ်တဲ့အတွက်သူကားတိုင်းမတက်ခင်အကြည့်ဒီအရာကိုလုပ်ဖို့လိုအပ်နေတယ်။ဘုရားကြီးကဘလောက်ကြီးမားတဲ့ချစ်ချင်းမြတ်တာနဲ့ကဲတင်တော်မူခြင်းကိုကျွန်တော်ဒီမှာတွေ့ရတယ်။နောက်ဆုံးတစ်ချက်နေရပါလဲဆိုတော့ရစ်ပြောဟိတ်စီတွားနေတော့ရမှာကြောက်တယ်။အဲ့တော့ရစ်ပြောဟိတ်စီတွားပြပါမင်းတို့ကငါတန့်ရှင်း
ဘာမှမပြောရပြောစီတွားပြပါပြောတဲ့ချိန်လမ်းမှာပျောက်သွားတဲ့ချိန်မှာခရစ်တော်စီပြန်လှည့်လာတယ်ကြီးတဲ့အတန်နဲ့ဖျားခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းတယ်ချီတော်ရင်မှာကျေးဇူးကြီးလာပါတယ်ဆိုပြီးသူဝန်ခံတယ်တဲ့ခရစ်တော်ကပြောတဲ့အချိန်ကျန်တဲ့9ယောက်ကဘယ်မှာလဲတပါးမျိုးသားဖြစ်တဲ့ဒီရှမာရိကိုထားလိုက်တော့ငါ့ကိုဖျားသခင်ရဲ့ဂုဏ်ကျေးဇူးကိုချီးမွမ်းလို့တရားမပါဘူးလားသူတို့အလူပြောက်တဲ့အချိန်မှာရစ်ပြောဟိတ်စီကိုတွားပြီးတန်ရှင်းသူအဖြစ်တမှတ်ခံဖို့ကသူတို့ဘဝမှာအဖြစ်ချင်းဆုံးဆန္ဒသူတို့အတွက်အရေးအကြီးဆုံးကိစ္စဖြစ်တယ်အမြန်ဆုံးတွားချင်ပါပဲကျန်တဲ့9ယောက်ကလှည့်တော့မကြည့်တော့ဘူးကပြီးခုံပြီးပေါ်ပြီးတွားလိုက်ကြတယ်ဒါမဲ့ဒီနေ့ကျမတို့အနူလိုဖြစ်နေတဲ့ဒီအဖြစ်ကနေအသွေးသွင်းပြီးမှအသက်ပေးခဲ့တဲ့ခရစ်တော်ကျမတို့ကိုကယ်ခဲ့ပြီထာဝရတည်ခြင်းကနေထာဝရအသက်ရှင်ခြင်းကျမတို့ကိုပေးခဲ့ပါပြီကျမတို့ဒုက္ခရောက်တဲ့အချိန်မှာကျမတို့ကိုကိုးရမဲ့တဲ့အချိန်မှာကျမတို့ရှုံးနေတဲ့အချိန်မှာစိတ်ပြက်အားတဲ့အချိန်မှာအတိတ်တော်သဘောလုံးအပ်တဲ့အချိန်မှာကျမတို့ဒူးထောက်ပြီးမြည်ရင်ကြပြီးကျမတို့ဖျားပြင်စမှာဆုတောင်းခဲ့တယ်ကျမတို့ကောင်းကြီးခံစားရတယ်ပျော်ရွှင်ဝမ်းမြောက်တဲ့အခါမှာကောင်းစားတဲ့အခါမှာအောင်မြင်လာတဲ့အခါမှာဖခင်ရဲ့မျက်မှောက်တို့ကိုပြန်လာပြီးမှကြီးတဲ့အတန်နဲ့ဒူးထောက်ပြီးမှမြည်ရင်ကြပြီးကျမတို့ချီးမွမ်းသလားကျမတို့မေ့ပါပဲကျမတို့9ယောက်ထဲမှာပါသွားပါမယ်ဒီနေ့ကျမတို့ဒူးထောက်ပြီးမှကြီးတဲ့အတန်နဲ့ဖခင်ကျေးဇူးတော်ကိုချီးမွမ်းလို့လုပ်ပါမယ်။အိုးဖခင်ကျေးဇူးတော်ချီးမွမ်းပါမယ်။ခုနအကြီးလည်းပြောပြီးသုံးရှိပြီနဲ့နေ့တိုင်းအရာအသက်ရှင်ခြင်းအရာနေ့တိုင်းဖခင်ကျေးဇူးတော်ကိုချီးမွမ်းလို့ပါမယ်။ကျမတို့9ယောက်မှပါနေပါလား။ဒါမှမဟုတ်ရင်တယောက်တည်းလို့ဒီလားလူတွေကအများကိုကြည့်တတ်တယ်။ဟာသူလည်းအဲ့လိုပဲလေ။အော်သူတို့လည်းအဲ့လိုပဲလေ။အများကိုကြည့်မယ်ဆိုရင်ကျမတို့က9ယောက်ပဲ9ယောက်ထဲမှာပါသွားပါပြီရှမာရိမျိုးသားလို့ကျေးဇူးတင်တတ်တဲ့ဖခင်ရဲ့ဂုဏ်တော်ကိုချီးမွမ်းတတ်တဲ့သူတစ်ယောက်ထဲမှာကျမတို့ပါဖို့ကြိုးစားရအောင်လို့ပြောလိုပါတယ်ဂျင်ဖို့ကိုကြည့်မိဂရန်ကကြံယူရဲတဲ့နေ့အချင်းပုံပေါ်ခါလို့ပုံဖာမကြောမှန်ကောင်းမစားပတ်လို့တာမရှာနီထားတဲ့ ground ကြည့်တူတုံးกินနေကြငါလေဝါစေရှုံနာလပေါတာအဲ့ဒီချင်းပုံမြူးချန်ပဲရှင်နေမငါရှင်နေရန်ထုံပါလာမှာဆိုရတင်ခါရှာပါရှာကွာနိုဒီမာတယ်လာပဲဆိုလို့ဖာမကြောစီဒူနီဟောဆိုနေအဲ့ဒီချင်းပုံမြူးချန်နေဘောတာမန်ကန်နာကလန်ကြီးမဆာနာနောက်လို့တဲ့ကြောနန်ထေမြူးနေရှင်နေမငါရှင်ရန်ထုံဆိုင်လို့ဆိုတော့ရဲ့ဘယ်တိမတဲ့နီဂရိတ်ဆာမုန်ကမကြောတိုင်မုန်ကမကြောရှာอันนี้สักคำหนึ่งเนี่ยมาดูเยซูคุมจริงนุ่มขี้ครั้งละไอ้จีจัวมาจ่อแต่นี้อันเช่นนี้ส่วนทับไปสันเส้นไงอันนี้อันนี้ไปด้วยเลยแต่แบบอันนี้มันหลักก็เส้นกับป้าที่เกรซสังก็อันนี้สกราวสกากันดูเกรซใช่เยซูเคล่าลำทับอันเช่นไปมีจุ่มหลังเกรซใช่มาตุน้ำมันก็จีทุ่มไปนี่อันเช่นโนปนว่าไรนี่ก็มาอันเช่นโนมีตุ่มกันมาดูอากาศอะไรจุดนี้อันเช่นไม่กันมุ่งแต่เนี่ยแต่นี้อันเช่นง่ายชาวบ้านทุกวันช่วยกันอันนี้ช่วยกันตัวเนี่ยมุ่งกันก็ถ้ากับเลยละอยู่แบบนี้อันเช่นบอกว่าไรนี่น้องมาไรที่แต่นี้จนทุกครั้งมาดูอันเช่นน้องเชี่ยงอ่ะอันเช่นนิดจุ่มเลยอันเช่นจริงยอมทุกข์ฉันเลยชีวิตยังนักสักหนักนะสุนีไว้อันเช่นเพศคริสต์ทับประจำมันเอาทับโน้ชงุนนะชีอาเจจังไอ้มันนำโยไอ้บ้านอันเช่นอะไรจังเช่นชื่อราชกุขันเองชุบโรชกันไอ้เรกสังกัดอามาอุปาโร